Red Note account ဖွင့်နီ မင်္ဂလာပါ AIO editor ကနေပြီးတော့ကြိုဆိုပါရစေကျွန်တော်အခုပြောပြသွားမှာကဒီ Red Note ကို install လုပ်နေနဲ့ account ဖွင့်နေပေါ့နော်ကျွန်တော်တို့ဒီမှာကကျွန်တော်တို့ဒီ movie record တွေက source တွေရှာခတ်လာတဲ့အခါမှာကျွန်တော်တို့ video ID ယူလာတဲ့အခါမှာကျွန်တော်တို့ထပ်တာ content တွေထပ်လာပြီးဖြစ်လာပါတယ်အဲ့တော့ကျွန်တော်တို့ Red Note ကနေပြီးတော့အသစ်တွေရှာကြည့်ရအောင်ကျွန်တော်တို့ဘယ်လိုရှာရမလဲဆိုရင်ကျွန်တော်တို့ Red Note application တခုလိုပါတယ် account တခုလိုပါတယ်အဲ့ဒါကိုကျွန်တော်ကလိုအပ်တာလေးတွေကိုပြောပြပေးသွားမှာပါလောလောဆယ်ကျွန်တော်တို့ Red Note ဆိုတာလေးကိုကျွန်တော်တို့ install လုပ်လိုက်ပါမယ်ဒီ Play Store ကနေပြီးတော့ကျွန်တော်တို့ Red Note လို့ရိုက်ရှာလိုက်ပါ Red Note လို့ရိုက်ရှာလိုက်ရင်ကျွန်တော်တို့ဒီမှာကျွန်တော်တို့ဒီအပေါ်ဆုံးကပေါ်လာတဲ့ဟာလေးကိုကျွန်တော်တို့ install လိုက်ပါနော်ကျွန်တော်တို့ Play Store ကနေပြီးတော့ Red Note ကို install လုပ်ပြီးတဲ့အခါကျွန်တော်တို့ဖွင့်လိုက်ပါမယ်ဖွင့်ပြီးတော့ကျွန်တော်တို့ဒီမှာအဲဆိုကျွန်တော်တို့ဖုန်းနံပါတ်လေးထည့်လိုက်ပါမယ်ဖုန်းနံပါတ်ထည့်တဲ့နေရာမှာကျွန်တော်တို့ Viber တို့ Telegram တို့ဖွင့်ထားရင်ပို့ပြီးတော့အဆင်ပြေပါတယ်ကျွန်တော်တို့ဒီမှာအဲ့ဒါဆိုကျွန်တော်တို့ဒီမှာထည့်လိုက်ပါမယ် Viber Telegram ဖွင့်ထားတဲ့ဟာတခုပေါ့နော်50 959 6နဲ့ကျွန်တော်တို့ဒါလေးထည့်လိုက်ပါမယ်ဟို Telegram ဒါမှမဟုတ် Viber တခုခုကိုသူကပို့ပါလိမ့်မယ်ဒါမျိုးပို့ပါလိမ့်မယ်ပေါ့နော်ကျွန်တော်တို့ဒီမှာဒီတဲ့အလိုမျိုးကျွန်တော်တို့ပို့ပါလိမ့်မယ်အဲ့မှာကျွန်တော်တို့ဖုန်းဆက်လာပြီပေါ့နော်အဲ့တော့ကျွန်တော်တို့ဒါလေးကိုကန်လိုက်ပါမယ်ဒီမှာဆိုစနကကျွန်တော်ကဖုန်းဝင်လာတဲ့အချိန်မှာဟို recording လေးလွတ်သွားတာမလို့ဒီ activation လောက်တာကြီးကြော်မိသွားတယ်ပေါ့နော်ကျွန်တော်တို့ဒီမှာအဲဒီဖုန်းဝင်လာရင်ကျွန်တော်တို့ကန်လိုက်ပါကန်ပြီးရင်သူကကုန်း6လုံးပြောပါလိမ့်မယ်အဲ့ဒါကိုဒီစနကပေါက်လေးထဲမှာထည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီ account လေးကပွင့်သွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီမှာကြည့်လိုက်ကြရအောင်ဘယ်လိုရှာမလဲဆိုတာကျွန်တော်ပြောပြမယ်ပေါ့နော်ကျွန်တော်ပြောပြခင်ဒီမှာ channel ထဲမှာကျွန်တော်ဒီ keyword လေးတွေတင်ပေးထားတာရှိပါတယ်အဲ့တော့ဒါလေးကြည့်ပြီးဒီမှာဒါလေးကြည့်ပြီးဒါလေးလည်းကျွန်တော် link ချပေးထားပါမယ်ဒါလေးကြည့်ပြီးကျွန်တော် channel လေးလည်း subscribe လုပ်ခဲ့ပေါ့နော်ကျွန်တော်အဲ့ဒီကနေပြီးတော့နောက်လို့အဲ့ဒီကနေပဲတင်မှာမလို့ပါအဲ့တော့ကျွန်တော်တို့ကြည့်ရအောင်ဒီမှာကျွန်တော်တို့ keyword လေးတွေပေါ့နော်ဒီ keyword လေးတွေနဲ့ဒီမှာကျွန်တော်တို့200တန်ပေါ့ကျွန်တော်တို့200တန်ဆိုကိုရှာခြင်းနေဆိုရင်ကျွန်တော်တို့ဒီမှာဒီတိုင်းလေးရိုက်ရှာလိုက်ပါမယ်အဲ့တော့ AI drama ပေါ့เนาะကျွန်တော်တော့ AI drama မကြိုက်လို့ Yo drama ကြီးကျွန်တော်ရှာလိုက်ပါမယ် Chinese drama recap ဆိုပြီးကျွန်တော်ရှာလိုက်ပါမယ်ဆိုတော့ကျွန်တော်တို့ဒီမှာတွေ့ပါပြီကျွန်တော်တို့ဒီမှာအဲ့ဒီဟာတွေကိုကျွန်တော်တို့ဒီမှာ10 မိနစ်ပေါ့เนาะကျွန်တော်ကြည့်လိုက်ရအောင်我亲自来送你了。我说，这些都是我的嫁妆。ကျွန်တော်တို့ recap မဟုတ်ပေါ့เนาะ recap မဟုတ်ဘူးဆိုရင်ကျွန်တော်တို့ဒါမျိုးကြော်လိုက်လို့ရပါတယ်လောက်ချင်တယ်ဆိုရင်တော့ရပါတယ်ဘာမှတော့မဖြစ်ပါဘူးအဲ့တော့ကျွန်တော်တို့ဒါလေးကြည့်ကြည့်အောင်ဒါပုံဆိုတော့ကျွန်တော်ဒီမှာရှာကြည့်လိုက်မယ်ဒီမှာ50ခွန်နဲ့နော်ဒါမဟုတ်သေးဘူးနော်အဲ့တော့ကျွန်တော်တို့ဒီမှာ他本是丞相府的千金大小姐，却甘愿ကျွန်တော်တို့ဒါ recap ပါ改变计划，我要先解决沈家的事情。你不是沈家的女儿，你不要再自欺。ဒါဆိုကျွန်တော်တို့ဒါလည်းလောက်ချင်လဲရရပေါ့နော်然而记录兵器买卖的账本，竟是从手术书房找到的。原来是青儿趁着父亲被抓进大牢。အဲ့တော့ကျွန်တော်တို့ဒီမှာဒါကိုကျွန်တော်ဘယ်လို download လုပ်မလဲဆိုကျွန်တော်တို့ Snapchat ကနေပြီးတော့ဒါကို download လုပ်လို့မရပါဘူး Snapchat ကပေးမတောင်းဆိုတော့ကျွန်တော်တို့ application လေးကနေ download ရပါတယ်ဒီ activation လောက်ထားဖို့တော့လိုပါမယ်ကျွန်တော်တို့ activation လောက်ထားမယ်ဆိုကျွန်တော်တို့ဒီကောင်လေးက free သုံးလို့ရပါတယ်အဲ့တော့ကျွန်တော်တို့ဒါလေးကိုနှိပ်လိုက်မယ်ကိုပိတ်လေးချပြီးတော့ကျွန်တော်တို့ဒီမှာ extra video ကိုနှိပ်လိုက်ရင်ခဏလေးစောင့်ပေးလိုက်ပါအဲ့ဒါဆိုကျွန်တော်တို့ရလာပါလိမ့်မယ်ဒီဟာလေးကို920 ပြီရှိတယ်ပေါ့နော်920ပြီရှိရင်ကျွန်တော်တို့အဲ့ဒါလေးကိုဒီ download လုပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာရသွားပါလိမ့်မယ်ဒီ download ကမတက်ဘူး 0% နဲ့ရက်နေတယ်ဆိုရင်ကျွန်တော်တို့ VPN လေးခံထားပေးပေါ့နော်ကျွန်တော်တို့ VPN လေးခံထားပေးပါတယ်အဲ့တော့ကျွန်တော်တို့ဒီမှာ0မှာရက်နေ VPN လေးခံလိုက်ပေါ့နော်ဒီ download ဆွဲတာကျွန်တော်တို့ပတ်စံမပေးရပါဘူးအဲဆိုကျွန်တော်တို့ဒီမှာ movie AI ကို download ထဲဝင်သွားမှာပေါ့နော်ကျွန်တော်တို့အဲ့ဒါကိုဘယ်လိုရှာမလဲဆိုရင်ကျွန်တော်ဒီမှာဒီထဲကိုဝင်လိုက်ပါဒီထဲကိုဝင်လိုက်ရင်ကျွန်တော်တို့ဒီမှာ movie ဆိုတာလေးလိုက်ရှာလိုက်ပါ movie ဆိုတာလေးလိုက်ရှာပြီးရင် AI ကို download ဆိုတာရှိပါတယ်အဲထဲမှာကျွန်တော်တို့ကနောက်ဆုံးရှာတာနောက်ဆုံး download တာတဲ့ဟာကိုကြည့်ချင်ဒီမှာ soft ပိုင်းဆိုပြီးတော့ new word ဆိုတာလေးနှိပ်လိုက်ပါအဲဒါဆိုကျွန်တော်တို့ဒီမှာနောက်ဆုံး download တာလေးရောက်လာပါလိမ့်မယ်他本是丞相府的千金大小姐，却甘愿认是铁铮铮的事实。趁着父亲被抓进大牢，
令他放弃沈家。 ဒီမှာဆိုကျွန်တော်တို့ဒီမှာ 原来不久前 တစ်ခုပါတယ်ပေါ့နော် 被抓进大牢， စင်းလေးတွေ့တယ် 不小心被妹，而正当你豢养士兵的是他秘密啊。 အဲဆိုထားလိုက်ပါကျွန်တော်တို့ဒီမှာ recap လေးနှိပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာမြန်မာအောင်လုံးပြီးတော့ဒီမှာကိုကြိုက်ရောက်ကိုရွေးပြီးတော့ January recap ဆိုရင်ကျွန်တော်တို့ဒီကောင်လေးက recap လုပ်ပြီးသားဖြစ်သွားပါလိမ့်မယ်ပြီးတော့ကျွန်တော်တို့ဒီဒါ200တန်ပေါ့နော်200တန်ရှာနီးပေါ့နော်ကျွန်တော်တို့ဒီ800တန်ရှာနီးပြောပြပါမယ်800တန်ရှာနီးဆိုရင်ကျွန်တော်တို့နှုတ်လေးထဲပြန်သွားလိုက်မယ်နော်ကျွန်တော်တို့နှုတ်လေးထဲမှာကျွန်တော်တို့မှတ်ထားတာမလို့ပါဒီ video to recap ကိုဆိုဒါလေးနဲ့ရှာပါတဲ့ကျွန်တော်တို့ဒီကောင်လေးနှိပ်လိုက်မယ်နော်တခုကို copy ကူးလိုက်မယ် copy ကူးပြီးတော့ကျွန်တော်တို့ run note ထဲပြန်သွားမယ်เนาะအဲဒီ channel လေးတွေကနေကျွန်တော်နောက်ဆိုအဲ့ဒီဟာလေးတွေ share ပေးပါမယ်ဒီအဲ့လို keyword လေးတွေပေါ့เนาะဒီမှာဒါမျိုးလေးတွေကျွန်တော်တို့ရှာလိုက်လို့ရပါတယ်ဒါဆိုကျွန်တော်တို့ဒီမှာဘာမှမပါဘူးเนาะဘာမှမပါရင်ကျွန်တော်တို့ဒီမှာဒါကိုလုပ်ပြီးတော့ကျွန်တော်တို့ဒီမှာတက်ပြီးတော့ down လိုက်ပါမယ်ပြန် down လိုက်မယ်เนาะdown လုပ်မယ်ဆိုကျွန်တော်တို့ဒီမှာ1298 page ရရပါတော့เนาะဒါဆိုကျွန်တော်တို့နှိပ်လိုက်မယ်ဆိုရင်သူက download လုပ်သွားပါလိမ့်မယ် download လုပ်ပြီးတော့ရင်ကျွန်တော်တို့ဆွမ်းနာတော့အတိုင်းဆွမ်းနာအတိုင်းပဲလုပ်လိုက်ပေါ့เนาะဒီ new project နဲ့ဒီကောင်လေးကိုကျွန်တော် share ရန်လေးလုပ်လိုက်ပေါ့နော် share ရန်လေးလုပ်လိုက်ရင်ကျွန်တော်တို့ဒီမှာပြန်ပြီးတော့ new ကထားလိုက်မယ်ရတယ်နော်ဆိုကျွန်တော်တို့ဒီ share ရန်လေးနဲ့ဒီကောင်လုံးကိုမြန်မာဆိုပြီးတော့ရွေးလိုက်မယ်ကျွန်တော်တို့ဒီမှာ Microsoft Gemini ကိုကြာရကိုရွေးပြီးတော့ channel recap နှိပ်လိုက်ရင်ကျွန်တော်တို့ဒါရတော့ပါလိမ့်မယ်ပြီးရင် export ထုတ်လိုက်ပေါ့နော်အဲဒါပါပဲကျွန်တော်တို့ဒီမှာ movie scene တွေပါတယ်ဒါတွေကျွန်တော်တို့ဒီခိုင်းဗီဒီယိုကိုတခြားကြည့်ရင်ကျွန်တော်တို့ရနားလဲတော့ပါလိမ့်မယ်ဒါပါပဲကျွန်တော်တို့ဒီ random ကတော့ဒီလောက်ပါပဲဒီမှာရှာပါများရင်သူကဒီ for you page ထဲမှာကျွန်တော်တို့ဒီကျွန်တော်တို့ကြိုက်တဲ့ဟာကိုပဲသူကပြပေးတာမျိုးပါအဲ့တော့ကျွန်တော်တို့ဒီ for you page ကနေလည်းကျွန်တော်တို့ကြည့်လို့ရသွားပါပြီဒါဆိုကျွန်တော်တို့ရှာလို့ရပါတယ်ဒါ random ကတော့ကျွန်တော်တို့ ဆိုအများကြီးရှိပါတယ်ကျွန်တော်တို့နောက်ပြီးတော့ဒီပုံမှာကျွန်တော်တို့ဒုံရင်းကနေရှာနည်းကိုကျွန်တော်ပြောပြပါမယ်